ဒီ uniform စက်ရုံကို2025 February လောက်မှာစပြီးတော့တိဆောက်ရေးစတယ်ဗောလေဒီတိဆောက်ရေးကိုလည်းကျွန်တော်တို့ BBL ကရဲဘော်တွေရဲ့လုပ်အားနဲ့ပဲတိဆောက်ခဲ့တာဖြစ်ပါတယ်ဇူလိုင်လောက်မှာကျွန်တော်တို့ရဲဘော်တွေကိုဆက်ချုပ်တင်တန်းပေးရရှိပါတယ်တင်တန်းပေးပြီးတော့ဇူလိုင်လကုန်လောက်မှာပဲသူတို့တင်တန်းပေးကြပါတယ်အဲ့ကလေးကစက်ရုံစပြီးလဲပတ်နေတာဖြစ်ပါတယ်ဗျuniform ချုပ်တဲ့အပြင်မှာ uniform တစ်စုံလုံးကိုပဒံအစအဆုံးကိုယ်တိုင်ဆွဲတာကအစကျွန်တော်တို့စစ်သုံးကြောဖို့အိတ်ချုပ်လို့ရမယ် PDA အင်ဂျီလို့ခေါ်တာဗောလေ T-shirt အင်ဂျီတွေပြီးလို့ရှိရင်တော့ဒီစစ်သုံးအုပ်ထုပ်တွေဗောလေဒါတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့စက်ရုံကနေပြီးတော့ချုပ်ပေးလို့ရပါတယ်ချုပ်နိုင်တဲ့အခြေအနေလည်းရှိပါတယ်စစ်သားတွေရဲဘော်တွေဆိုတာက uniform တွေကမရှိမဖြစ်လိုအပ်ပါတယ်ရှေ့တန်းမှာဖြစ်နောက်တန်းမှာဖြစ်ရှေ့တန်းမှာဆိုလို့ရှိရင်လည်း uniform တွေဆိုတာကရဲဘော်တွေအတွက်ကိုယ့်လူကိုသိနိုင်တယ်ဆိုတဲ့အခြေအနေအပြင်ကိုမှစနစ်တကျဖြစ်မှု uniform ဆိုတဲ့အတိုင်းပဲအကုန်လုံးစင်သူဖြစ်နေဖို့ဆိုတဲ့ဟာလည်းအရေးကြီးလို့အပ်တာဖြစ်တဲ့အတွက်ကိုဒီစက်ရုံတည်ဖို့အတွက်ဖြစ်လာတာပေါ့လေအရင်ကဆိုလို့ရှိရင်တော့ကျွန်တော်တို့စက်ရုံမရှိခင်ကဆိုလို့ရှိရင်တော့ uniform တွေဆိုတာကကျွန်တော်တို့တခြားတစ်ဖက်တိုင်းနိုင်ငံနေပြီးတော့ဝယ်ယူရတာဖြစ်ပါတယ်နောက်ပိုင်းမှာဝယ်ယူရတဲ့ဈေးကြီးမားတာရယ်ဝယ်ထားတဲ့ uniform တွေကိုတည်ယူတဲ့အခါမှာလည်းကုန်ကျစရိတ်ကအင်တန်ကြီးပါတယ်ဆိုတော့ဒါတွေကိုကာမိအောင်ဆိုကျွန်တော်တို့တွေကိုယ်တိုင်ချုပ်နိုင်ဖို့အတွက်ကိုစူးစမ်းပြီးတော့နောက်ဒီ campaign လေးလုပ်ပြီးတော့ဒီစက်ရုံလေးဒီဆောက်ဖြစ်သွားတာဖြစ်ပါတယ်ဗျလောလောဆယ်တော့ကျွန်တော်တို့တက်ကရဲဘော်တွေကိုပဲ uniform တွေထုတ်ပေးနိုင်မှုအတွက်ကိုစူးစမ်းပြီးချုပ်နေတာရှိတယ်ဗောလေနောက်ပိုင်းမှာတော့ဒီလုပ်အားတွေကိုစားရတွေကိုတင်ပြီးတော့လိုအပ်နေတဲ့မဟာမိတ်တွေရှိတဲ့အခါကျလို့ရှိရင်ဝိုင်းပြီးကူညီပြီးတော့ကျွန်တော်တို့ချုပ်လုပ်ပေးနိုင်မှုအတွက်ကိုစူးစမ်းနေတာပြင်ဆင်နေတာရှိပါတယ်ဗျဒီ uniform စက်ရုံလေးဖြစ်တည်ဖို့အတွက်ကိုရန်ကုန်ငွေကူညီပြီးတော့ချဝေပေးခဲ့တဲ့အညာသရအဖွဲ့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးလို့ရှိရင်ဒီ campaign လေးမှာကူညီထောက်ပံ့ပေးခဲ့ကြတဲ့ပြီးလို့ရှိရင်ဒီနေ့ထိတက်ကိုကူညီပေးနေတဲ့ပြည်သူရောက်စီတိုင်းကိုလည်းကျွန်တော်ဒီကနေကျေးဇူးအများကြီးတင်ပါတယ်ဆိုတဲ့ဟာလေးသတင်းစကားပါလို့ပါတယ်တကယ်လိုက်လေးကျေးဇူးတင်ရဆိုတဲ့ဟာလေးကိုပြောချင်ပါတယ်ဗျ